မြေငလျင်လှုပ်တဲ့ထဲမှာပေါ့နော်ဒီမြေငလျင်လှုပ်တဲ့ထဲမှာအမားတော်စောမွန်လှရဲ့တည်ထားတဲ့ဖရာပေါ့နော်အမားတော်ရဲ့ဖရာကထီးတော့ပြုတ်ကျပြီးတော့မြေခသွားတယ်ဒါကတဘာဝဘေးဆိုတော့လေဘယ်လိုပြောရမလဲဒီတိုင်းပဲထားပေါ့ဒါကိုကျွန်တော်ထင်နေတဲ့နောက်ပိုင်းစောမွန်လှဝင်ပြီးငိုတော့မယ်ဆိုတာအဲ့တော့တခုမေးချင်တာကအမတော်စောမွန်လှကိုတနိုင်ငံလုံးကနဂရောတွေပူးနေကြတယ်ချော့နေကြတယ်ကနေကြတယ်အမတော်ကမြေလှုပ်မယ်သူထီးတော့ပြိုမယ် तू မသိဘူးလားတိတိကြီးနဲ့ तू မပြောသလားရေငုံနှုတ်ပိတ်နေသလားဒါမှမဟုတ်ရင်ဒီနဂရောအများစုတွေကပဲအမတော်စောမွန်လှတို့လိန်ပြီးပြောနေတာလားအမျိုးပေါ့နော်လှုပ်ဆက်တွေထွင်ပြီးပြောနေတာလားဂလုံတွေလှုပ်ပြီးပြောနေတာမေးရတော့မလေးတာသူကိုယ်တိုင်ကနတ်ဆန်းနတ်စနတ်ရတိတ်တိရှိနေတယ်ဆိုရင် तू သိရမှာလေထီးတော့ပြူတော့မယ်ဆို तू မပြောဘူးလားတသက်လုံးကတော်မှန်တယ်မြစောမွန်လှတို့မြနန်းတွေပူးနေကြတာအဲ့တော့ကြိုသိပြီးတော့မပြောတာလားအမတော်မြနန်းနဲ့စစ်တယ်ဆိုရင် तू ထီးတော့ပြူကြမှာ तू ပြောရမယ်အခုထီးတော့ပြိုကြတာ तू မပြောတဲ့အကုန်လုံးပူးတာတွေစောမွန်လှအတုဘာကြောင့်စောမွန်လှအတုလို့ပြောလဲဆိုရင်စောမွန်လှကပြောပြမယ်နတောင်းကြဖရာလို့နမီတွေ့ရအောင်စောမွန်လှရဲ့သီလသမာဓိဘယ်လောက်ထိစင်ကြယ်စင်နဂတ်မှာတောင်မှတကောအဋ္ဌိပထွက်တယ်အလီယောင်ကြီးတွေထွက်တယ်ဟုတ်လားနင်တို့တွေကနတ်ပူးတာပြောနေကြတယ်ညဘက်ဆိုရင်ဖင်းနေခမ်းဟုတ်လော်ရစောဖော်ခေါ်ပြီးမနဲ့ကြနတ်ပူးတယ်ဆိုတော့ငါမပြောချင်ဘူးပြောရင်ရိုင်းမှကြောက်လို့အဲ့တော့စောမွန်လှပူးပြီးမှသူ့ဖရာထီးတော့ပြူလို့သူငိုတဲ့ကိစ္စကိုလုံးဝလက်မခံဘူးယုံလည်းမယုံဘူးဘာဖြစ်လဲဆိုရင်ငါရှိမလားပူးကြည့်လေစောမွန်လှရှေ့သွားတွေဆော့ဆော်လေးနဲ့ထွက်တောင်းပါရိုက်ပြမှာဟုတ်လားအဲ့ပုံမှန်ကအဲ့ဒီပူးနဲ့နက်ကတော့အခုလိုင်းပေါ်မှာတတ်တယ်အဲ့ဒီနက်ကတော့ကပုံမှန်ပြောပြမယ်ဆိုရင်စောမွန်လှနေရမှာ तू ကအဲ့လိုပူးရမှာမဟုတ်ဘူးထီးတော့ပြိုတဲ့အချိန်မရောက်ခန့်နီး9မိနစ်လို့မှအဲ့ဒီစောမွန်လှတဲ့ဖျားအောက်မှာအဲ့ဒီနက်ကတော့ကဝင်ပူးစောမွန်လှဝင်ပူးအခါကျမြေလောက်ထီးတော့ပြိုကျအဲ့ဒီထီးတော့ကပူးတဲ့နက်ကတော့ရဲ့ခေါင်းကိုစိုက်ပြီးနက်ကတော့လည်းသေဒါဆိုစောမွန်လှလည်းဘဝကျွတ်ပြီးနက်ပြီးရောက်သွားတယ်မယ်ဒါဆိုနောက်စောမွန်လှမပူးထီးတော့ဘူးနေလို့တော့အိုက်ဇက်ထွင်တယ်နော်နိုင်ငံခြားမှာမြေလှုပ်လို့ရှိရင်ဘာမှမရှိဘူးတဘာဝသိပ္ပံနည်းပညာပြီးဒိုးနိုင်ငံမှာကမြေလှုပ်ရင်လေအဖြေက68ခေါက်ဒါဓမ္မစောမွန်လှတိုက်ဆက်တွေကစောမွန်လှဘရူဒရိယလဲဟာကြားထဲမှာပလိမ့်ဖို့ကောင်းတဲ့ဆရာတွေကတော့ဂွင်စောင့်နေကြတာကြီးပဲယုံတဲ့လူရှိတော့လဲပြောရတယ်ငါကပြောရပြန်ပြီပေါ့လောကမှာလေမြေလှုပ်တိုင်းတာဘေးတွေလည်းရှောက်တော့တယ်လို့မရအောင်တဘာဝရဲ့ဘေးရတဲ့ဆာမျိုးရှိတယ်လေဘယ်နဲ့စောမွန်လှဖရာပြုတ်တာနေတော့ကနတ်ပူပြီးကိုမငိုပြငိုတဲ့ပုံစံကလည်းချီးညှစ်မှမသိအီးညှစ်မှမသိကိုလေးလဲမှမသိပဲနတ်ပူးချင်းအောင်ဆာလလောက်နေဘာနတ်ပူးတာလဲချီးနတ်ပဲရမယ်နော်ပြောမကောင်းဘူးအိုးတချို့တွေဆိုလဲပူးနေကြတာပဲအများတန်းပြောနေလေအဲ့ဒါပြောလို့ရှိရင်ကိုလွန်တယ်လေအဲ့တော့မပြောတာပို့ကတမတ်တစ်ခါလေးပြောရတာပဲသူတို့ကမလွန်အောင်ကိုလာပြီးပြောခိုင်းတာလေအဲ့တော့ဒါကနောက်ပြီးတော့တစ်ခုစောမွန်လှဖျားလည်းပြုတ်ချရောနောက်နေ့ကျတော့နတ်ကတော်တွေကဘာလို့ကြသိလားစောမွန်လှရှမ်းဆက်တွေကခေါ်နေပြီးငိုနေကြပြီတချို့လည်းဗာလဲတေးတော့ကြည့်ရင်နဲ့ဝမ်းနေတို့ငိုချင်းတို့ဖြစ်တာဟာဂွင်လောက်ဂွင်စားတဲ့လူတွေတော်တော်ကောင်းတာနော်အသိနဲ့တတိနဲ့ခေါင်းတဲ့ထက်အောင်ဟိုမှာစောမွန်လှကလေဘယ်ဘဝရောက်လို့ရောက်နေမှမသိဘူးနေတော့လုံနေယူနေစောမွန်လှနဲ့မြနန်းတွေကမကျွတ်မလွတ်ဘဲနဲ့ပူနေကြတာနတ်ချော့တာလားတော့မသိဘူးငါလည်းပြောမတတ်ဘူးနော်နတ်ပူတာတော့ဖြစ်မှလေနတ်ချော့တာတော့ဖြစ်နိုင်ဘူးလူပူအဲ့ဒါလောက်ကြံပူဂလုံပူရတာပူလေပြောရတာရင်လည်းနည်းနည်းပေါ့သွားလို့ပြောကြည့်တာဟမ်